ရှေ့လျားတဲ့ခြေထောက်မွေးရှိလေးလေးအစင်းမြင့်လေးလေးဆိုတဲ့နိုင်ငံတစ်ခုရှိတယ်။ဒါပေမဲ့မင်းသမီးတော်ကလူသားတစ်ယောက်ကိုချစ်မိသွားလို့သူမရဲ့ရှေ့လျားတဲ့မွေးတွေကိုတခါတည်းရိတ်ချလိုက်တယ်။တနေ့မှာတချင်းတပုတ်တဲနဲ့ရောက်လာတဲ့အမျိုးသားတစ်ယောက်ကမင်းသမီးရဲ့နှလုံးသားကိုလှုပ်ရှားစေခဲ့တယ်။မင်းသမီးကသူ့ကိုလက်ထပ်ချင်ပြီးအယမ်းစိတ်အားထက်သန်ခဲ့တယ်။ဒါပေမဲ့ F တွေကသူမကိုအနေထားကိုစဉ်းစားဖို့တတိပေးကြတယ်။ဒါနဲ့ပဲမင်းသမီးကတတိပေးချက်တွေကိုလုံးဝမနားထောင်ပဲအဲ့ဒီလူကိုလက်ထပ်လိုက်တယ်။သူမမသိတာကအဲ့ဒီအမျိုးသားဟာမန်နန်ဆရာတစ်ယောက်ဖြစ်နေခဲ့တာပါ။မင်းသမီးနဲ့လူသားတစ်ယောက်လက်ထပ်သွားတာကြောင့် F တွေကမနာလိုဖြစ်ပြီးယူသွားကြတယ်။ဒါကိုအမျိုးသားကမတော်တဆသိသွားပြီးသူ့ရဲ့မင်္ဂလာမြတ်တာကိုကာကွယ်ဖို့မန်တန်ကိုအသုံးပြုလိုက်တယ်။သူက F တစ်ယောက်ကိုမိခိုးဖြစ်ပြောင်းပြီးရွှေဖြစ်လှုပ်ထားတဲ့အိုးထဲမှာထည့်ပိတ်လိုက်တယ်။ပြီးတော့အဲ့ဒီအိုးကိုပြတင်းပေါက်ကနေလွှင့်ပစ်လိုက်တယ်။အဲ့ဒီအိုးကိုမွေလိုက်တစ်ကောင်ကတည်သွားပြီးပင်လယ်နဲ့စုံနေရတဲ့ပို့လိုက်တယ်။ထို့ပြင်သူကအဲ့ဒီဂျင်ကြီးကိုအမိတ်ပေးထားတယ်။မင်းရဲ့မာစတာကိုဆန္ဒ3ခုဖြည့်ဆည်းပေးမှသာလွတ်မြောက်နိုင်မယ်လို့သတ်မှတ်ထားတယ်။2500နှစ်ကျော်ပြီးနောက်မှာတန်ဃာတီတစ်ယောက်ကအဲ့ဒီအိုးကိုကိုရက်ထဲမှာတွေ့ခဲ့တယ်။ဒါပေမဲ့အရေးမကြီးတဲ့ကြောက်တုံးလို့ထင်ပြီးပြန်ပစ်လိုက်တယ်။နှစ်တွေကြာပြီးနောက်မှာအဲ့ဒီအိုးဟာနောက်ဆုံးမှာလူတစ်ယောက်အိမ်ထဲကိုရောက်လာခဲ့တယ်။ဒါပေမဲ့သူတို့ကအဲ့ဒါကိုတန်မဏိကျိတ်ဆက်လို့သုံးပြီးနောက်ဆုံးမှာမြို့နယ်ရန်ပြုပြင်ဖို့အုပ်ဖြစ်သွားတယ်။ရာစုနှစ်များကြာပြီးနောက်မှာမိန်းကလေးတစ်ယောက်ကအဲ့ဒီနေရန်ပေါ်တက်ပြီးအိုးတစ်လုံးပေါ်မှာတက်နေခဲ့တယ်။သူမကလှပတဲ့မင်းသားကိုခိုးကြည့်နေတာပါ။ဒါပေမဲ့မင်းသားကသူမကိုမြင်သွားပြီးမိန်းကလေးကခြေလန်းချော်သွားတယ်။အဲ့ဒီနဲ့အတူအိုးကိုပါမြေပြင်ပေါ်ကိုဆွဲချလိုက်တယ်။အိမ်ရောက်တဲ့အခါသူမကအဲ့ဒီအိုးကိုဖောက်ဖွင့်ဖို့ကြိုးစားလိုက်တယ်။အဲ့ဒီချိန်မှာမိခိုးတွေထွက်လာပြီးနှစ်ပေါင်းများစွာပိတ်မိနေတဲ့ဂျင်နီကလွတ်မြောက်လာတယ်။မိန်းကလေးကကြောက်လန့်ပြီးမူးလဲသွားခဲ့တယ်။နောက်မှသူမနိုးလာတဲ့အခါသူမဘာလိုချင်လဲတီးပြီးသားဖြစ်နေခဲ့တယ်။သူမရဲ့ဆန္ဒကတော့ဘရင်ရဲ့မယားတော်တစ်ယောက်ဖြစ်ချင်တာပါ